Hello အားလုံးပဲမင်္ဂလာပါဒီခေတ်ကတော့ဂျင်မရဲ့ပေါင်နာဒီခေတ်ကနာဖြစ်ပါတယ်အရင်တစ်ခါကပြောခဲ့သလိုပဲအခုတစ်ခါလည်းအားလုံးသိဝင်သားမယ်လို့ထင်တဲ့ခေါင်းစဉ်လေးပြပါအောင်မယ်အဲ့ဒီခေါင်းစဉ်လေးကတော့အမျိုးသမီးမျိုးပွားစနစ်လို့ခေါ်ပါတယ်အမျိုးသမီးမျိုးပွားစနစ်လို့ပြောလိုက်တာနဲ့အိမ်အောင်တွေအတွက်ပဲမဟုတ်ပဲနဲ့ကမ္ဘာပေါ်မှာရှိတဲ့အမျိုးသမီးတွေအားလုံးနဲ့သက်ဆိုင်ပါတယ်အမျိုးသမီးတွေကသူတို့ရဲ့မျိုးပွား organ အားလုံးကပြည့်စုံနေရဲ့လားကျန်းမာနေရဲ့လားဆိုတာကိုအစဉ်အမြဲလေ့လာနေကြပါတယ်မျိုးသမီး organ မှာဘာတွေပါလဲဆိုရင်တောက်အိမ်စိန်ကောင်းတောက်ပြုံးမင်းကိုဒီเจ้าရာတွေပါတယ်ပေါ့နော်အဲ့မှာပထမဆုံးနေတောက်အိမ်ပေါ့နော်တောက်အိမ်ကအမျိုးသမီးတွေမှာဆိုရင်ဗေညာနှစ်ဖက်ရှိပါတယ်ပုံမှန်အားဖြင့်ဆိုရင်တစ်လားတစ်ချိန်တောက်ဥစီတွေပေါ့နော်အဲ့လိုမှဝယ်နေတစ်လားမှာတစ်ချိန်ထက်ပို့ပြီးတော့မြန်တောက်ဥစီတွေဒီကြည့်တော့ကပုံမှန်မဟုတ်ဘူးလို့ယူဆပါတယ်တဲ့နောက်တစ်ခုကကျတော့တောက်ဥပြုံပေါ့နော်တောက်ပြုံကဆိုရင်လည်းဗေညာနှစ်ဖက်လုံးမှာပဲရှိပါတယ်သူကအိမ်အောင်တွေအတွက်ဆိုရင်ပို့ပြီးတော့မှအရေးကြီးတယ်။ဘာကြောင့်အရေးကြီးတာလဲဆိုရင်တဲ့တောက်ကျင်ရဲ့လမ်းကြောင်းတစ်နေရာမှာသူတို့ကမျိုးပွားတာဖြစ်လို့ပါတဲ့။နောက်တစ်ခုကဆိုရင်တဲ့အိမ်ပေါ့နော်။စိန်ရောအရေးကြီးတာအရင်အရေးကြီးပါတယ်။ပုံမှန်မျိုးသမီးလေးရာသီလာတဲ့အချိန်နဲ့ကိုဝင်ဆောင်တဲ့အချိန်ကြီးအတွက်ကိုသူကအတင်နဲ့ပြင်နေရပါတယ်တဲ့။ဒါကြောင့်လည်းအရေးကြီးတယ်လို့ပြောတာပေါ့နော်။နောက်တစ်ခုကဆိုရင်တော့တဲ့အိမ်ကောင်းပေါ့။စိန်ကောင်းကလည်းအရေးကြီးတယ်လားပဲ။ဘာကြောင့်အရေးကြီးတာလဲဆိုရင်နဲ့ခြေတို့ဒီအမျိုးသားတွေရဲ့တုပ်ဖို့ပေါ့နော်စပန်းညာဆိုရင်ဒီတိမ်ကောင်းကိုကြော်ပြီးတော့မှဝင်သွားတာဖြစ်တဲ့အတွက်ကိုတဲ့တိမ်ကောင်းပွင့်နေပုံလို့အဲ့တယ်ပေါ့နော်အဲ့တော့အမျိုးသမီးတွေကတစ်လမှာ2ကြိမ်တိမ်ကောင်းကပွင့်ပါအဲ့ဒီပွင့်တဲ့ချိန်ကဘယ်အချိန်လဲဆိုရင်တောက်ချီတဲ့အချိန်ရဲ့နောက်တစ်ခုကဆိုရင်မဆေးစင်လာတဲ့အချိန်ပဲပေါ့နော်အဲ့ဒီမှာသူကထူးခြားမှုတစ်ခုရှိဘာထူးခြားရလဲဆိုတာကသူကနောက်ဆက်တစ်ချိန်ထပ်ပွင့်နေတယ်အဲ့ရဘယ်အချိန်လဲဆိုရင်ကလေးမွားတဲ့အချိန်ဖြစ်ပါတယ်ဒီလိုမွေးမယ်ဆိုရင်တော့ပြောတာပါနော်ကလေးမွားတဲ့အချိန်မှာလည်းထပ်ပြီးတော့မှပွင့်ပါသေးရဲ့တဲ့နောက်ဆုံးတစ်ခုကကျတော့ main ကိုပေါ့နော် main ကိုလမ်းကြောင်းဒီလို main ကိုမှာဆိုရင်လည်းပုံမှန်တိုင်းဖြစ်နေရပါမယ်အနာအစာတွေရှိမနေရပါဘူးတဲ့နောက်တစ်ခုက hygiene လို့ခေါ်တဲ့ကိုဒီတိုင်းနိုင်ကြမယ်လို့ထင်ပါတယ်ကျန်းမာတယ်ဆိုတာတက်ကူမှတန်စီစဉ်ထားတဲ့ရတယ်ပေါ့နော်အဲ့လိုမှမဟုတ်ပဲနဲ့ hygiene မကောင်းလေဆိုရင်နဲ့မင်းကိုပိုးဝင်နာကလည်းစပြီးတော့မှတခြားဒီမမယောဂတွေဖြစ်သွားနိုင်ပြီးရှိပါတယ်ဒါကြောင့်အမျိုးသမီး organ တွေကအရေးကြီးတယ်လို့ပြောတာပါပြည်စုံနေရမယ်လို့ပြောတာပါဖြစ်တာဆိုရင်အခုပြောခဲ့တဲ့အကြောင်းအရာလေးတွေကနေပြီးတော့မှအကုန်လုံးလည်းဘဝစရပြီးတော့အဲ့တော့နောက်ထပ်ဒီဗီဒီယိုတွေနဲ့ဆက်ပို့ပြီးတော့မှဘဝစရအောင်ပြပြပေးတော့ပါအောင်မယ်ရှင်